ဒါကတော့မဟာစီဒီအဝင်မှာမဟာစီဒီကိုဒီဘက်ချမ်းဝင်တာမဟာစီဒီဆိုအဝေးကလမ်းကျင်တော့စီဒီကြီးကိုမြင်နေရတယ်ချင်းသေးသုံးကောင်စေဘောလိတ်ကနေလူထားတာကိုတွေ့ရတယ်ညံတော့တော်တော်မြင့်ပါလူသွားလာတော့နေတယ်အခုမျိုးရှောင်းလန်းနေဝင်လာလိုက်တော့ဦးသိန်းကိုသန်းမရောက်ခင်မဟာစီဒီကိုရင်တွေ့တယ်ကျောင်းဝင်းကျဲပါတယ်ဘုရားဝင်းတော်တော်ကျဲတော်တော်လေးကျဲတယ်ဘုရားဝင်းဖူးမယ်ဆိုကြီးညိုလို့ရတယ်စေရီရတော်တော်လေးကိုကြီးပါတယ်ဖျောင်းဝင်းရတယ်အကျယ်ယူဒါဆိုရှေးအောင်လက်ရတယ်ကဝင်တွေနဲ့လှုပ်ထားတာဒါရှာဦးတော့တဲပင်နေတဲသီးတွေတောင်တီးနေတဒန်းတော်တော်ရင်းတဲ့သဘောရှိမဟာတီဒီပအာယုံခံတစောင်းဆိုအဲ့လိုရေးထားတာမဟာတီဒီပချံဝင်းနဲ့ကျေယူအေးအားကြောင့်တော်တော်လေးကိုကျဲတယ်ဒီကုန်းတော်ဘောတော့တက်ကြတယ်လူတွေတက်လို့ရတဲ့သဘောရှိတယ်ဘုရားရဲ့နောက်တစ်ဆင့်ပေါ့အဲ့ဒီဘောကိုတက်လို့ရဘုရားတပတ်ပတ်ရင်တော့မှတော်တော်ကျယ်မဲ့သဘောရှိတယ်ရှင်ပြင်းအပေါ်ပစ္စည်းလို့ပြောရမှာထက်ပစ္စည်းဖြစ်မှာလေကအတက်လန်းနေနဲ့တော်တော်ကောင်းတယ်ဟိုးရင်တော့ငယ်တော့မမကြီးကတက်ဖူးသေးတယ်အဲ့တုန်းကလေကားတွေမှာအသက်အလဲတန်လက်တန်းမရှိဘူးပေါ့ဒီတိုင်းတက်ကြတယ်အစီဒီတော်တော်လေးကောင်းပါလေစီဒီကတပတ်လမ်းလျှောက်တာတော့မနှဲလျှောက်ယူတာဒါဆိုခုဒါအရှိတ်ဘက်ကိုရောက်လာအဝင်မဦးကတော့ဟိုဘက်မှာတော်တော်ကောင်းကောင်းမွန်မွန်ပါမဟာစေတီပါ